ကဲဒီနေ့တော့မြန်မာနိုင်ငံမှာအဖြစ်များဆုံးယောဂတွေရဲ့တစ်ခုဖြစ်တဲ့စီချိုယောဂအကြောင်းပြောမယ်ခန္ဓာကိုယ်မှာသွေးရင်းတကြားရက်တွေပုံမှန်ပမာဏထက်မြင့်နေတဲ့နာရချေယောဂကိုစီချိုယောဂလို့ပြောတယ်တို့တွေစားလိုက်တဲ့အစားအစာတွေကနေတကြားရက်ကိုစွမ်းရည်အဖြစ်ပြောင်းပေးဖို့ရအတွက်အင်ဆူလင်ဟော်မုန်းဆိုတာလေးလိုအပ်တယ်စီချိုဖြစ်ပြီးဆိုရင်အဲ့ဒီအင်ဆူလင်ဟော်မုန်းမထွက်တော့တာသို့မဟုတ်ထွက်တဲ့အင်ဆူလင်ကိုခန္ဓာကိုယ်ကထိရောက်အောင်သုံးမချနိုင်တာကြောင့်သွေးထဲမှာတကြားရက်တွေစုပုံလာခြင်းဖြစ်ပါတယ်စီချိုဘာကြောင့်ဖြစ်တယ်လဲအဓိကအကြောင်းရင်းတွေကတော့မျိုးရိုးဗီဇကြောင့်လည်းဖြစ်တယ်။အဝလွန်တာကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့်လည်းဖြစ်တယ်။အသက်အရွယ်ကြီးလာတာနဲ့ဆီးချိုဖြစ်နိုင်ခြေများတယ်။အချိုဓာတ်နဲ့အဆီဓာတ်အလွန်ကျွံစားတဲ့လူတွေမှာဖြစ်တယ်။ခန္ဓာကိုယ်ထဲမှာအင်ဆူလင်ကိုထုတ်ပေးတဲ့ပန်ခရီးယားဂလင်းပျက်စီးနေတာကြောင့်လည်းဖြစ်တယ်။ယောဂလက္ခဏာတွေအနေနဲ့ဘာတွေဖြစ်တယ်လဲ။အထူးသဖြင့်ညာဘက်တွေမှာစီးခဏခဏသွားမယ်၊ရေငတ်လွန်းတာရှိမယ်။အမြဲတမ်းဗိုက်စာနေမယ်။အကြောင်းရင်းမရှိဝိတ်ကြမယ်။အမြင်အာရုံဝေဝါးမယ်။လမ်းရအကျက်နှီးမယ်အလွန်မင်းနှုံချိနေတာတွေလည်းရှိမယ်။ယောဂအမျိုးအစားအနေနဲ့အဓိကအဖြစ်၃မျိုးခွဲတယ်။ Type 1 diabetes ဟာခန္ဓာကိုယ်ကအင်ဆူလင်လုံးဝမထုတ်နိုင်တဲ့အခြေအနေမှာဖြစ်တယ်။ကလေးနဲ့လူငယ်တွေမှာအဖြစ်များတယ်။အဲ့ဒီအခြေအနေမှာဆိုရင်အင်ဆူလင်ထိုးဆေးရမရှိမဖြစ်လိုအပ်တယ်။ Type 2ကတော့စီချိုယောဂရဲ့90%ကျော်ဖြစ်တယ်။အင်ဆူလင်ကိုခန္ဓာကိုယ်ကကောင်းကောင်းသုံးမချနိုင်တဲ့အခြေအနေမှာဖြစ်တယ်။လူကြီးတွေမှာအဖြစ်များပြီးတော့နောက်ပိုင်းအဝလွန်တဲ့လူငယ်တွေမှာလည်းဖြစ်တတ်တယ်။နေတိုင်းစားသောက်မှုပုံစံတောက်ဆေးတွေနဲ့ထိန်းလို့ရပေမဲ့နောက်ပိုင်းမှာအင်ဆူလင်ထိုးဆေးထိုးလာရတာတွေလည်းရှိနိုင်တယ်။နံပါတ်3မျိုးစားကတော့ကိုဝင်ဆောင်စီချိုလို့ခေါ်တယ်။ကိုဝင်ဆောင်နေစဉ်မှာဖြစ်တတ်တဲ့စီချိုမျိုးစားကလေးမွေးပြီးရင်ပျောက်သွားနိုင်တာလည်းရှိတယ်လို့နောက်ပိုင်းမှာတော့မိခင်ရောကလေးပါ Type 2 diabetes ဖြစ်နိုင်ခြေလည်းများပါတယ်။ဘယ်လိုလူတွေဂရုစိုက်ရမလဲ။စီချိုမျိုးရိုးရှိတဲ့သူတွေကိုယ်လေးချိန်ပုံမှန်ထက်များတဲ့သူတွေအချိုင်များပြီးတော့လေ့ကျင့်ခန်းမလုပ်တဲ့သူတွေသွေးတွင်းအဆီဓာတ်များသူသွေးရိုးရှိသူအသက်45နှစ်အထက်လူကြီးတွေအထူးသတိပြုရပါမယ်။နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့စီချိုယောဂကိုစနစ်တကျမထိန်းချုပ်ဘူးဆိုရင်နှလုံးယောဂနဲ့လေဖြတ်နိုင်ခြေများတယ်။ကြောက်ကပျက်စီးနိုင်တယ်။အမြင်အာရုံဝါတာဒါမှမဟုတ်ရင်မျက်စိကွယ်တာလည်းဖြစ်နိုင်တယ်။အာရုံကြောတွေပျက်စီးပြီးတော့ခြေလက်ထုံကျင်တာတွေရှိမယ်။အနာမကျန်းနိုင်မင်းနဲ့ခြေတွေလက်တွေဖြတ်ရတဲ့အထိလည်းဖြစ်နိုင်ပါတယ်။စီချိုယောဂဖြစ်ပြီးဆိုရင်လှုပ်ဆောင်ရမယ့်ဟာတွေရှောင်ရမယ့်ဟာတွေကိုဆက်ပြီးတော့ပြောပြပါမယ်။ပထမဆုံးလုပ်ရမယ့်ဟာတွေကတော့အမြင်တက်များတဲ့ဟင်းသီးရွက်ကိုများများစားပေးရမယ်။ဒီနေ့ကိုအနည်းဆုံးမိနစ်30ခန့်ပေါ့ပေါ့ပါပါလေးချင်းကန်းလေးလုပ်ပေးရမယ်။ဥပမာလမ်းလျှောက်တာမျိုးပေါ့။ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးကိုပုံမှန်တောက်ပေးရမယ်။သွေးတွင်းတကြားဓာတ်ကိုပုံမှန်စစ်ဆေးပေးရမယ်။နောက်ထပ်မလုပ်သင့်တဲ့ဟာတွေအချိုရည်အချိုပွဲနဲ့တကြားပါတဲ့အစားအစာတွေကိုရှောင်ရမယ်။ဆေးလိပ်အရက်ကိုတတ်နိုင်ဆုံးရှောင်ကျဉ်ရပါမယ်။ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ဆေးပမာဏပြောင်းတောက်တာဆေးဖြတ်တာမျိုးတွေမလုပ်ရဘူး။အငန်နဲ့စီနဲ့ကြော်ထားတဲ့အစားအစာတွေအလွန်ကြုံမစားရဘူး။အထူးသတိပြုရမှာတစ်ခုကစီချိုယောဂဟာလုံးဝအမြင့်ပြတ်ပြောင်းအောင်ကုလို့ရတဲ့ယောဂမဟုတ်ပါဘူး။ဒါပေမဲ့အနေထိုင်အစားတောက်ဆင်ခြင်ပြီးတော့စီချိုကိုစနစ်တကျထိမ့်မယ်ဆိုရင်တာမန်လူတစ်ယောက်လိုတက်တန်းစိကျန်းကျန်းမာမာနေထိုင်သွားနိုင်ပါတယ်။အလုံးမဲ့ကျန်းမာပျော်ရွှင်တဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေနော်။